မင်္ဂလာပါဘာမှနောက်ကနေပြန်လေးကြိုးဆိုပါတယ်ယနေ့2026ခုနှစ်မတ်လ24ရက်နေ့ဟာကမ္ဘာပထဝီနိုင်ငံရေးမှာအလုံးကိုအထူးခြားလောက်ခတဲ့နေ့တစ်နေ့ဖြစ်လာပါတယ်တကမ္ဘာလုံးရဲ့စွမ်းရည်အသက်သွေးကြောဖြစ်တဲ့ပါရှန်ပင်လယ်ကွေ့ဟာအခုဆိုရင်မြေဟောင်းတောက်ဖို့အဆင်သင့်ဖြစ်နေတဲ့ရန်ပုံကြီးတစ်ခုလိုဖြစ်နေပါပြီအထူးသဖြင့်ဒီတင်းမာမှုတွေကြောင့်ကမ္ဘာရေနံဈေးနှုန်းတွေဟာအချိန်မရွေးအဆမတန်မြင့်တက်လာနိုင်ခြင်းရှိပြီးတော့ဒါဟာကမ္ဘာစီးပွားရေးအတွက်အကျက်တီးတစ်ခုဖြစ်လာနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့အိတ်ကထကငွေကြေးတွေနဲ့ကုန်စည်နှုန်းတွေကိုပါဒါတော့ရိုက်ခတ်လာနိုင်တဲ့ပါရှန်ပင်လယ်ကွေ့တင်းမာမှုအီရန်အစ္စရေးပဋိပက္ခနဲ့ကျွန်တော်တို့နဲ့နှိစက်တဲ့တရုတ်မြန်မာနယ်စပ်ကနောက်ဆုံးရအခြေအနေတွေကိုတေးစိတ်တင်ပြပေးတော့မှာပဲဖြစ်ပါတယ်ယနေ့နေ့နဲ့ပိုင်းတဲ့နေ့အရာပါရှန်ပင်လယ်ကွေ့ရဲ့အချက်ချကြတဲ့ဟော်မုန်းရေလက်ကြောင်းနာမှာအီရန်တော်လှန်ရေးအဆုံးသတ် IRGC နဲ့အမေရိကန်ဦးဆောင်တဲ့မဟာမိတ်ရေတပ်စုတို့ကြားစစ်ရေးတင်းမာမှုတွေဟာအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပါတယ်အီရန်ဘက်ကသူတို့ရဲ့မြန်နှုန်းမြင့်ဆက်လက်ငယ်အုပ်စုတွေနဲ့ရေလမ်းကြောင်းအနီးနားမှာစစ်ရေးလေ့ကျင့်မှုတွေကိုခက်ဆက်စိတ်ပြုလုပ်လာပြီးတော့နိုင်ငံတကာတင်မောတွေကိုလည်းတတိပူမှုတွေလှုပ်ဆောင်လာပါတယ်ဒါကိုတုံ့ပြန်ဖို့နဲ့ရေလမ်းကြောင်းလုံခြုံရေးအတွက်အမေရိကန်ရေတပ်ကလည်းသူတို့ရဲ့ခင်မီ Independence Class Littoral Combat Ship LCS ကိုရှေ့တန်းထုတ်ပြီးတော့အနီးကပ်စောင့်ကြည့်မှုတွေလှုပ်ဆောင်နေပါတယ်ဒီတင်မောဟာအီရန်ရဲ့ Swamp Tactics လို့ခေါ်တဲ့ဆက်လက်ငယ်အုပ်စုတွေတိုက်ခတ်မှုကိုခြေမုံဖို့အတွက်တီးတန့်တိဆောက်ထားတာပါလက်ရှိမှာနှစ်ဖက်စစ်တပ်တွေဟာဒါရိုက်ပြစ်ခတ်မှုမျိုးမရှိသေးပေမဲ့အပြန်အလှန်အနီးကပ်စောင့်ကြည့်နေကြပြီးကြီးစံတစ်ချက်အမားယွန်းပြစ်ခတ်မိတာနဲ့ဒေတာတင်စစ်ပွဲကြီးတောင်းလောင်သွားနိုင်တဲ့အနေအထားမှာရှိနေပါတယ်စစ်ရေးတင်းမာမှုကပင်လယ်ပြင်မှာဒီမှာကပါဘူးအီရန်အနောက်မြောက်ပိုင်းကကတ်ဒေတာမှာလည်းလှုပ်ရှားမှုတွေရှိနေတယ်လို့အီရန်ဘက်ကလည်း၎င်းရဲ့ပြည်တွင်းတည်ငြိမ်မှုကိုကာကွယ်ဖို့အတွက်ကတ်အခြေစိုက်စခန်းတွေကိုအမြဲတမ်းနှစ်ချမပြတ်စောင့်ကြည့်ပြီးလိုအပ်ရင်ဒုံးကျည်တွေနဲ့တိုက်ခတ်ဖို့ပြင်ဆင်ထားပါတယ်တစ်ဖက်မှာလည်းအစ္စရေးကအီရန်ရဲ့နျူကလ িয়ার အဆောက်အအုံတွေကိုထပ်မံချင်းချောက်လာတဲ့အတွက်အခြေအနေကပိုပြီးချုပ်တွေးလာပါတယ်အကယ်၍အစ္စရေးကဒါရိုက်တိုက်ခိုက်မှုတွေလောက်လာခဲ့ရင်အီရန်ဘက်ကလည်းဟော်မုတ်ရေလက်ကြောကိုပိတ်ဆို့ပြီးတောက်ပြန်မဲ့ပြောဟာကိုတုံးလာနိုင်တဲ့အတွက်ဒါဟာဒေတာတင်စစ်ပွဲကနေကမ္ဘာစစ်မီကြီးအထိကူးဆက်သွားနိုင်တဲ့အနည်းရှိနေပါတယ်ဒီစစ်ရေးတင်းမာမှုတွေရဲ့နောက်ဆက်တွဲအဖြစ်ကတော့အကြီးမားဆုံးစိုးရိမ်စရာကတော့ကမ္ဘာရေနံဈေးကွက်ပါပဲလက်ရှိမှာ Brent Cut ရေနံဈေးဟာတစ်စီကို$85နဲ့80ဝန်းကျင်မှာရှိနေပေမဲ့ပါရှန်ပင်လယ်ကွေ့မှာဒါထိပ်တိုက်ရင်ဆိုင်မှုတွေတကယ်ဖြစ်ပေါ်ခဲ့ရင်ဒီဈေးနှုန်းမှာမကြာခင်မှာပဲ$130အထိကိုအရှင်ဟုန်နဲ့မြင့်တက်လာနိုင်ခြေရှိနေပါတယ်အထူးသဖြင့်ရေနံတင်တင်မောတွေအတွက်အာမခံချက်တွေမြင့်တက်လာတာလုံခြုံရေးအရာလမ်းကြောင်းလွဲမောင်းရတာတွေကြောင့်ဥရောပနဲ့အာရှနိုင်ငံတွေရဲ့စွမ်းအင်ဈေးနှုန်းတွေဟာတရိပ်ရိပ်တက်လာဖို့ပဲရှိနေပါတယ်ဒါဟာကျွန်တော်တို့မြန်မာနိုင်ငံလိုပြည်ပကနေလောင်စာဆီတင်သွင်းနေရတဲ့နိုင်ငံတွေအတွက်တကယ်ကိုတတိထားရမယ့်အချက်ပါပဲကမ္ဘာရေနံဈေးနှုန်းမြင့်တက်လာတာနဲ့များကျွန်တော်တို့စီမှာလည်းတည်ယူပို့ဆောင်ရေးဈေးတွေတက်လာပြီးကုန်စည်နှုန်းတွေအပေါ်ဒါလိုက်ရက်ခတ်မှုတွေရှိလာနိုင်ပါတယ်နောက်ထပ်ထူးခြားတဲ့သတင်းတစ်ပုဒ်ကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အီရန်ပေါ်ပေးလိုက်တဲ့ပြင်းထန်တဲ့ရာဇသံပဲဖြစ်ပါတယ်အစောပိုင်းကထရန့်ကအီရန်ရဲ့အဓိကလက်စစ်စွမ်းအင်ထုတ်လုပ်ရေးစနစ်တွေကို48နိုင်တင်တိုက်ခိုက်မယ်လို့ချိန်ချောက်ခဲ့တာပါဒါပေမဲ့နောက်ဆုံးရရှိတဲ့သတင်းတွေအရဒီတိုက်ခိုက်မှုတွေကိုနောက်ထပ်9ရက်ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်းသိရပါတယ်။ဘာကြောင့်ထရန့်ကအချိန်9ရက်ထပ်ရွှေ့လိုက်ရတာလဲဆိုတာကတော့စီးရီလေလာသူတွေရဲ့သုံးသပ်ချက်အရအီရန်ရဲ့လက်စစ်စနစ်ကိုတိုက်ခိုက်တဲ့ဟာတရုတ်နဲ့ရုရှားတို့ရဲ့စွမ်းအင်စီးပွားရေးအကျိုးစီးပွားတွေကိုပါထိခိုက်စေနိုင်ပြီးတော့စစ်ပွဲပုံမှုကျပြန့်သွားမှာကိုစိုးရိမ်တာကြောင့်ပါအကျိုးဆက်တွေကိုတေချာတွက်ချက်ဖို့အတွက်ပင်တဂွန်စစ်ဌာနချုပ်ကအချိန်တောင်းခံခဲ့တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါအပြင်အီရန်ဘက်ကဒီ9ရက်အတွင်းသူတို့ရဲ့မူဝါဒတွေကိုပြောင်းလဲလာမလားဆိုတာကိုတော့နောက်ဆုံးအခွင့်အရေးအနေနဲ့စောင့်ကြည့်ခြင်းနဲ့ပြောရလည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့တရုတ်မြန်မာနယ်စပ်အခြေအနေကိုကြည့်လိုက်အောင်ပါ။တရုတ်ဘက်က2023ခုနှစ်နောက်ပိုင်းကနေစပြီးတော့နယ်စပ်လုံခြုံရေးတင်းကျပ်မှုတွေကို2026ခုနှစ်အထိအမြင့်ဆုံးအဆင့်မှာဆက်လက်ထိန်းသိမ်းထားပါတယ်။သူတို့ရဲ့ဗျူဟာနောက်စီမံကိန်းတွေနဲ့ပိုက်လိုင်းတွေကိုကာကွယ်ဖို့အတွက်နယ်စပ်တစ်ချောင်းမှာအစစ်မြင့် AI ကင်မရာတွေနဲ့ဒုံးတွေနဲ့24နိုင်ပတ်လုံးစောင့်ကြည့်နေတယ်လို့ PLA တပ်မတော်ကလည်းစစ်ရေးလေ့ကျင့်မှုတွေနဲ့အဆင့်တင်ရှိနေပါတယ်ဒီတင်းမာမှုတွေကြောင့်နယ်စပ်ကုန်တွေရဲ့တာမန်တဲ့တိတိကျကျရုံနေနေစေပဲဖြစ်ပါတယ်ယနေ့ကမ္ဘာအခြေအနေဟာတကယ်ကိုရင်တသိမ့်နဲ့စောင့်ကြည့်ရမယ့်အခြေအနေတွေမှာရှိနေပါတယ်ပရိသတ်တို့ကထရန့်ပေးထားတဲ့9ရက်တာကာလအတွင်းမှာဘာတွေဖြစ်လာနိုင်မလဲထင်ပါတယ်လေကွန်မန့်ထဲမှာဆွေးနွေးပေးခဲ့ကြပါအောင်အခုလိုကမ္ဘာသတင်းနဲ့စီးရီသုံးသက်ချက်တွေကိုနေ့စဉ်သိရဖို့အတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့ကြည့်ရှုအားပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်